အိမ်အပြန်ခရီးမှာကျွန်တော်တို့ဘာတွေပါလာမလဲဘာတွေယူဆောင်လာကြမလဲဘာတွေပါလာမလဲဆိုတာကိုမသေးချပေမဲ့လူတိုင်းအိမ်ပြန်ခရီးရှိတာတော့သေချပါတယ်ချစ်တော်မိတ်ဆွေတို့ဒီကနေ့ဒီလောကကကျွန်တော်တို့ထာဝရနေမဲ့နေရာမဟုတ်ဘူးကျွန်တော်တို့ကတည်ငါဖြစ်တယ်လောကဧည့်သည်တွေဖြစ်ကြတယ်ဆိုတာတရားတော်နဲ့ကျွန်တော်တို့ကဆင်ခြင်မိနိုင်ဖို့ဖြစ်ပါတယ်အချိန်တန်ရင်အိမ်ပြန်ကိုပြန်ရကြမှာဖြစ်ပါတယ်နေချင်းတလို့နေပြီးတော့ပြန်ချင်းတလို့လည်းပြန်လို့မရဘူးချစ်တော်မိတ်ဆွေတို့ဘာအကျိုးမှထူးမှာမဟုတ်ဘူးအဲ့ဒါလို့ဆိုရင်ဒါကြောင့်ပဲကျွန်တော်တို့အခုချိန်မှာထာဝရနိုင်ငံရဲ့နယ်နိမိတ်ကိုကျွန်တော်တို့ရောက်နေပြီဖြစ်ပါတယ်ထာဝရနိုင်ငံဆိုတာဖခင်သခင်ရဲ့နိုင်ငံတော်ကျွန်တော်တို့ထဲမှာတည်နေနေပြီးသားဖြစ်တယ်လို့အဲ့ဒီဖခင်သခင်နိုင်ငံတော်ယေရှုခရစ်တော်အပြင်မြင်တွေ့ထိတွေ့နိုင်တဲ့ဝင်စားနိုင်မဲ့အရာကတော့မကြာခင်ယေရှုခရစ်တော်ဖျားတဲ့အတူကျွန်တော်တို့အတွက်ဆင်းသက်ကြွလာတော့မှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီကနေ့ထာဝရနယ်နိမိတ်ကိုကျွန်တော်ရောက်ရှိနေပြီဆိုတာသတိရဖို့ဖြစ်ပါတယ်ဒီကနေ့ခရစ်ယာန်အသက်တာဆိုတာကျွန်တော်တို့အိမ်ပြန်ခရီးလမ်းတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်အရင်တုန်းကရှေးဦးအသင်းတော်ချိန်မှာခရစ်ယာန်တွေကိုကနဦးမှာအန်တီအုပ်မြို့မှာခရစ်ယာန်တွေလို့မခေါ်ခင်မှာဘယ်လိုခေါ်ခဲ့ကြတယ်လဲဆိုတော့လမ်းလို့ခေါ်ခဲ့ကြတာဖြစ်တယ်ဒီလူတွေကလမ်းခရီးတွေဖြစ်တယ်ဆိုပြီးမှတင်စားခေါ်ခဲ့ကြကြောင်းလျှို့ဝှက်ခေါ်ခဲ့ကြကြောင်းကျွန်တော်တို့ကြက်မှတ်တမ်းတွေမှာတွေ့ရပါတယ်မှန်ပါတယ်ကျွန်တော်တို့ကလမ်းခရီးဖြစ်တယ်အိမ်အပြန်ခရီးလမ်းတွေเนาะကျွန်တော်ရှောက်နေတဲ့သူတွေဖြစ်တယ်ဒီလောကဒီခန္ဓာဒီဥစ္စာဒီအသက်တာဆိုတာကျွန်တော်ယာယီမှတကယ်ကိုယာယီပဲဖြစ်တယ်ဆိုတာတရားတော်နဲ့ဆင်ခြင်ဖို့ဖြစ်ပါတယ်ချစ်တော်မိတ်ဆွေတို့အဲ့ဒီအတွက်ကြောင့်ဒီကနေ့အချိန်တန်ရင်အိမ်ကိုပြန်ရမှာဖြစ်တယ်အိမ်ပြန်လန်းကတော့ကျွန်တော်စိတ်ချထားဖို့ရန်အင်မတန်မှလိုအပ်တာဖြစ်တယ်ယေရမိအနာဂတ်ကျမ်းအခန်းကြီး16အပိုင်ငယ်16ကျမ်းစာတော်မြတ်ကိုအတူတကွအစဉ်ချင်းကြည့်ကြပါစို့ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်တန်ဃာများကိုစေလွတ်၍ဤလူမျိုးကိုများစေမည်ထို့နောက်မုတ်ဆိုးအများတို့ကိုစေလွတ်၍ခတ်သိမ်းသောတောင်ကြီးတောင်ငယ်ကြောက်ကြားတို့၌ရှာစေမည်လို့တမန်ကျမ်းစာမှာဖော်ပြထားပါတယ်ကဲဒါကြောင့်ပဲဖခင်သခင်ရဲ့တန်ဃာနဲ့မုတ်ဆိုးဆိုတာဘယ်သူတွေတော့အေသောယောသန်ပေတရုစတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်အနည်းငယ်အခြေပြုပြီးမှလေ့လာသွားကြပါစို့ကဲမုတ်ဆိုးအေသောလေးကိုအရင်ကျွန်တော်လေ့လာကြည့်ကြရအောင်ဒီမုတ်ဆိုးအေသောလေးကအိမ်ပြန်ခရီးလမ်းသူ့ရဲ့အိမ်အပြန်ခရီးလမ်းဘယ်လိုရှိခဲ့တယ်လဲမုတ်ဆိုးအေသောကအရှုံးနဲ့ပဲကျွန်တော်တို့တိုးခဲ့တာဖြစ်တယ်အိမ်ပြန်ခရီးလှခါနီးမှာပဲကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအေသောကိုသူ့ရဲ့ဖခင်ဣဇက်ကသားဦးအရာကောင်းကြီးပေးမဲ့အချိန်တတ်မှတ်ပြီးတော့သူ့ကိုအတိအကျပြောတယ်ဟင်းကောင်းတစ်ခွက်သွားပြီးမှချက်လာဖို့ယူဆောင်လာပြီးတော့မွေးကြိုင်သင်ပြတဲ့သားဦးကောင်းကြီးမင်္ဂလာကိုအပြည့်ပိုင်လွဲတော့မယ်ဆိုတဲ့သူ့ရဲ့ဖခင်ရဲ့မိန့်မာတဲ့အတိုင်းပဲသူလဲဝမ်းမြောက်ဝမ်းသာစွာနဲ့တောကိုသွားပြီးမှသူကမုတ်ဆိုးဖြစ်တဲ့အတိုင်းပဲအိမ်ပြန်ခရီးလမ်းမှာလှခါနီးမှာပဲအေသောကလွဲသွားခဲ့တယ်ဆိုတော့ကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်တမန်ကျမ်းစာမှာဖော်ပြထားတာကျွန်တော်တို့တွေ့ရချင်းဖြစ်တယ်သူကအိမ်ပြန်ခရီးလမ်းမှာလှခါနီးမှာလွဲခဲ့ရတယ်ရှုံးခဲ့ရတယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်အိမ်အပြန်ခရီးမှာလှခါနီးမှာပဲစာမေးပွဲကြတယ်လို့ပဲကျွန်တော်အေသောကိုဆိုလိုရမှာဖြစ်ပါတယ်အခွင့်မသာခဲ့ရတော့ဘူးချို့ပြမကပဲနဲ့တားကောင်ပါလျက်နဲ့တားဦးအရာကောင်းကြီးရဖို့အခွင့်မသာတော့ခဲ့တော့တာကျွန်တော်တို့တွေ့ရချင်းဖြစ်တယ်ဟင်းကောင်းတစ်ခွက်ပါလျက်နဲ့မကြွေးလိုက်ရရှာတော့ဘူးဆိုတာတွေ့ရချင်းဖြစ်တယ်ဘာကြောင့်လဲနော်အေသောဘာမားတယ်လဲနော်အေသောဘာများလှုပ်ခဲ့မိတယ်လဲလှုပ်ခဲ့မိပါတယ်ဂျေဇူးတော်ကိုအလွဲသုံးစားပြုခဲ့တယ်သားဦးအရာကိုကစွန်းရွက်ဟင်းရွက်လိုပဲပဲဟင်းလေးတစ်ခွက်နဲ့ဘာတန်ဖိုးမှမထမြေမှာချနေပြီးတော့ရောင်းစားပစ်ခဲ့တာဖြစ်တယ်